အဲ့ဒီလူဟာသူ့ရဲ့လက်အောက်ငယ်သားလက်လီကားတဲ့ကိုဝင်လာတိုင်းသူ့ဇနီးဖြစ်သူကပုံမှန်မဟုတ်ပဲပြပြတလဲဖြစ်သွားတာကိုသတိထားမိခဲ့ပါတယ်။စင်စစ်သူ့ဇနီးဆွတ်ထားတဲ့ရေမွေးနှံအတိုင်းထိုလက်အောက်ငယ်သားစီကနေလည်းတူညီတဲ့အနံ့ကိုသူရရှိနေခဲ့တာပါ။သူတို့နှစ်ဦးစလုံးကဒါဟာပထမဆုံးအကြိမ်ဆုံးမှုချင်းဖြစ်တယ်လို့အခိုင်အမာပြောဆိုနေကြပေမဲ့ဂျက်ကတော့သူတို့ကိုလုံးဝမယုံကြည်ခဲ့ပါဘူး။သူ့ဇနီးကသူ့ပေါ်တစ္ဆာဖောက်နေပြီဆိုတာကိုသူ့စိတ်ထဲကနေအသေးချာသိနေခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးကိုအပြစ်ပေးဖို့အတွက်ဂျက်ဟာအလွန်တရာကောက်ကြည့်ရက်စက်တဲ့ကလေးစားချင်မှုအစီအစဉ်တစ်ခုကိုကြံစည်ပါတော့တယ်။သူဟာ3ရက်တိုင်တိုင်အချိန်ယူပြီးသူတို့နှစ်ဦးရဲ့ပတ်သက်မှုကိုတိတ်တဆိတ်စုံစမ်းစစ်ဆေးဖို့လူတစ်ယောက်ကိုငှားရမ်းခဲ့ပါတယ်။သူ့ရဲ့တန်တရားတွေမှန်ကန်ကြောင်းအတည်ပြုပြီးတဲ့နောက်မှာတော့သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မှာပဲအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဇနီးဖြစ်သူတန်တရားမဝင်စေဖို့အတွက်သူဟာစားတောက်ဆိုင်တစ်ခုမှာထူးခြားတဲ့ဒီဇိုင်းရှိတဲ့စတီးဆွဲကြိုးတစ်ပုံးကိုလက်ဆောင်ပေးခဲ့ပါတယ်။သူ့ဇနီးကခေါင်းလေးငုံပေးရှာပါတယ်။ဂျက်ကဆွဲကြိုးကိုခတ်ပေးလိုက်တဲ့အချိန်မှာပဲတစ်ခုခုကိုအတည်ပြုသလိုမျိုးသူ့ရဲ့လက်ချောင်းတွေကအနှဲငယ်တင်းကျပ်သွားခဲ့ပါတယ်။ညစာစားပြီးတဲ့နောက်ဂျက်ဟာလွန်ခဲ့တဲ့နှစ်တွေကသူတို့ရဲ့ဟန်နီမွန်ခီးစဉ်မှာတွားခဲ့ပူတဲ့တောင်တန်းတွေကြားကရေကန်ဘေးကဗီလာအိမ်လေးစီကိုဇနီးဖြစ်သူကိုခေါ်ဆောင်သွားခဲ့ပါတယ်။ထူထပ်တဲ့တစ်တော်တွေဝန်းရံထားတဲ့ထိုနေရာမှာဇနီးဖြစ်သူမျက်စိပိတ်ပူဝါကိုဖယ်ရှားလိုက်တဲ့အခါမြင်တွေ့ရတဲ့မြင်ကွင်းကြောင့်စိတ်လှုပ်ရှားလုံးလို့ငိုတောင်ငိုကျင်သွားခဲ့ပါတယ်။အိမ်တွင်းအပြင်စင်ကိုကြိုတင်ပြီးတေချာပြင်ဆင်ထားတာဖြစ်ပါတယ်။နေ့စီနီပွင့်ချက်တွေကိုကျမ်းပြင်ပေါ်မှာကျဲပတ်ထားပြီးတောင်တိုင်းမှာဖျောင်းတိုင်မီတွေလင်းထိန်တွေကနေရံတွေပေါ်မှာလည်းသူတို့ရဲ့10နှစ်တာအိမ်တော်ရေးတက်တန်းတစ်လျှောက်ကချုံမြင်စရာတပ်ပုံတွေကိုချိတ်ဆွဲထားပါတယ်။အဲ့ဒီညကအချိန်တွေနောက်ပြန်လည်သွားသလိုမျိုးခံစားခဲ့ရပါတယ်။သူတို့ဟာအတိတ်ကအမှတ်တရတွေကိုပြန်လည်ခံစားရင်းချစ်ချင်းမိတောက်တွေပြင်းပြင်းထန်ထန်တောက်လောင်ခဲ့ကြပါတယ်။သူ့ဇနီးကတော့သူမရဲ့လှုပ်ဝက်ချက်လေးကိုဘယ်သူမှသိမှာမဟုတ်တော့ဘူးလို့ယုံကြည်နေခဲ့တာပါ။ဒါပေမဲ့သူမရှိကလှပတဲ့မြင်ကွင်းဟာတကယ်တော့သူမကိုငရဲပစ္စည်းတန်းတန်းမတ်မတ်ခေါ်ဆောင်သွားဖို့ခင်မုန်းဖြစ်သူကတေချာခင်းကျင်းထားတဲ့ပြဆက်စင်မြစ်တစ်ခုသာဖြစ်မှန်သူမလုံးဝမသိရှိခဲ့ရှာပါဘူး